အိမ်မက်မက်တာဘာကြောင့်မက်တာလဲအိမ်မက်မက်တာအကြောင်းမဲ့ဖြစ်တာလားလို့ဆိုလောကမှာအကြောင်းမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်မက်တာလည်းပဲအကြောင်းရှိတယ်အိမ်မက်မက်ခြင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ်နံပါတ်1အကြောင်းကတော့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်ဓာတ်ကြီး၄ပါးပထဝီယာဘောဒေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးဟာမညီမမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်အခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်။ဓမ္မရေးအခြေအနေရဥမာမဲ့ပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်။အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အရည်ဓာတ်တွေများလာတဲ့သဘောတွေရှိတယ်။တေဇောဓာတ်တွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှုပ်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေဟာအမျိုးမျိုးမက်တတ်တယ်ပေါ့ဝါယောဓာတ်တွေလွန်ကဲပြီဆိုလို့ရှိရင်လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့ဓာတ်၄ပါးခံစားမှုကိုအကြောင်းပြုပြီးတော့ဓာတ်၄ပါးအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးတို့ထားလို့မရတာမျိုးတွေတို့ဒါမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါးခြောက်ခြားပြီးတော့ကျမ်းမာရေးအခြေအနေအထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်၄ပါးမညီမမျှဖြစ်လို့ရှိရင်လည်းအိမ်မက်မက်တတ်တယ်ဒါကြောင့်ကျမ်းမာရေးရှုထောင့်ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုတာအိမ်မက်တွေမက်ပါများရင်ကျမ်းမာရေးတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်အိမ်မက်မက်တာဟာနံပါတ်1ဓာတ်၄ပါးခြောက်ခြားမှုမညီမျှမှုကိုအကြောင်းပြုပြီးတော့လည်းမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားဘူးတဲ့နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာဆွဲလာတဲ့ခံစားချက်တွေအဲ့ဓာတွေကိုဆွဲပြီးတော့ညကြလို့ရှိရင်အိမ်မက်မက်တတ်တယ်တွေ့ကြုံခံစားမှုတွေကိုဆွဲပြီးတော့မက်တာကိုဆွဲမက်ပေါ့အဲ့ဒါလို့ဆွဲပြီးတော့မက်တဲ့အိမ်မက်မျိုးတွေလေလောကလူတွေဟာမက်လိရှိကြတယ်တဲ့တတိယအချက်ကတော့နတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးတွေရှိတတ်တယ်သူတို့ကအိမ်မက်မက်အောင်စိတ်ဒီပြတာမျိုးတွေရှိလာတတ်အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လိမက်ထရှိကြတယ်တဲ့နောက်၄ခုမြောက်အကြောင်းတရားကတော့ဘာလို့ဆိုရင်ပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကိုဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မက်လာတာမျိုးတွေဖြစ်တတ်တယ်ပုပ္ပနမိတ်နောင်ဖြစ်မဲ့အနေအထားတစ်ခုဆွဲပြီးတော့မက်လာအဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မက်ထားလည်းဖြစ်နိုင်တယ်လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှာလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မက်ထားမျိုးတွေလည်းရှိတယ်